ပိုင်းတဲ့ဘိုးဘွားလိုဤခေါ်တာနဲ့မိသားစုကတိဇလန်လေးကတော့မိုတွန်နွိကျောညင်တာယာလှပတို့နနခင်းလေးနဲ့စတင်ခဲ့ပါတယ်ပထမဇလန်ပြီးနောက်3နှစ်အကြာတွင်မိုဝါနာတီကျွန်းဤခေါင်းဆောင်ချစ်လာကသူမရဲ့ညီမအလီစီမင်းရ3နှစ်အရွယ်လေးကိုပင်လယ်ပြင်အကြောင်းနဲ့ way finding ခေါ်လမ်းပြအသက်ပညာများသင်ကြားပေးနေခဲ့ပါတယ်ညီမလေးကိုတန်ရင်မာဝီကိုမူဝါနာတတိယနေပါပြီအခုလိုပြောပြနေပါသည်ကြည်စမ်းစီမေဟာပင်လေကြီးကငါတို့ကိုစောင့်ကြိုနေတာငါတို့ဘိုးဘွားတွေကဒီ line တွေကိုကြည့်ပြီးလမ်းရှာခဲ့ကြတာပေါ့တချင်ကတော့အမောင်တို့ကငါတို့စီကိုရောက်လာခဲ့ဘူးတဲ့ဒါပေမဲ့ငါတို့မှာသူ့ရဲကောင်းကြီးမာဝီရှိခဲ့တယ်သူကသူ့ရဲ့မော်ငားများချိတ်ကြီးနဲ့ဒီလင်းတို့တစေဒီကိုရဲရဲဝုန်းဝုန်းကြိုက်ခိုက်ပြီးလမ်းဖွင့်ပေးခဲ့တာဒါပေမဲ့အခုတော့ကျင်းစာကြောင့်ကျွန်းတွေကတစ်ခုနဲ့တစ်ခုအဆက်ပြတ်နေပြီဒါကြောင့်တို့ဒီပျောက်ဆုံးနေတဲ့လူမျိုးတွေကိုပြန်ရှာဖို့ခရီးထွက်ရမယ်